သင်ကဇာတ်ကားတွေကိုကြည့်တဲ့အခါမှာဇာတ်ကားတွေရဲ့ title တွေပြီးတော့ cover တွေကိုကြည့်ပြီးတော့အဲ့ဒီဇာတ်ကားကကောင်းလားမကောင်းဘူးလားလို့ခွဲခြားတတ်တဲ့လူလားတခါတလေမှာ title ကြီးကကောင်းနေပြီမဲ့ကွာကိုကြည့်လိုက်တဲ့ဇာတ်ကားစုပ်ပြတ်တတ်နေရမျိုးဖြစ်တတ်တယ်အဲ့ဒါမျိုးအခြေအနေမှာတော်တော်စိတ်ပြက်စရာကောင်းတယ်ပေါ့နော်တကားလုံးပြီးသွားတာတော့မှတိတ်ပြီးတော့ဟိုကြည့်ရတာပေါ်တီးပေါ်ပြက်နဲ့လုံးဝမကောင်းတဲ့အခြေအနေမျိုးတွေအများကြီးရှိတတ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီနေ့ဇာတ်ကားတွေကိုဘလို့ခွဲခြားပြီးတော့ကြည့်တဲ့နဲ့ဘလို့မျိုးတွေသိထားလို့ရှိရင်ဇာတ်ကားကောင်းတွေတွေးတယ်လဲဆိုတာကိုကျွန်တော်ကနည်းနည်းလေးပြောပြမှာပေါ့နော်ဇာတ်ကားရွေးတဲ့နေရာမှာလဲဒီနေ့ခေတ်အရာဆိုလို့ရှိရင်တစ်နှစ်ကိုဇာတ်ကားက10ကားလောက်အထိကိုထွက်နေရဆိုတော့ကျွန်တော်တို့ကြည့်ကြရတဲ့များတယ်ပေါ့နော်10ကားအထက်လဲပိုရင်ပိုနိုင်တယ်ဇာတ်ကားတွေအဲ့လိုများလာတဲ့အလျောက်ကောင်းတဲ့ဇာတ်ကားတွေရောမကောင်းတဲ့ဇာတ်ကားတွေရောကျွန်တော်တို့ရောထွေးပြီးတော့ကြည့်ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကရွေးရတဲ့နေရာမှာလဲတော်တော်ကိုစိတ်ရှုပ်စရာကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီနေ့ဒီအချက်ကလေးတွေကိုသိထားလို့ရှိရင်ဇာတ်ကားကြည့်တဲ့နေရာမှာနည်းနည်းအဆင်ပြေမယ်ပြီးတော့ဇာတ်ကားကောင်းလေးကိုတွေ့နိုင်မယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီနေ့နည်းနည်းလေးဇာတ်ကားရှာတဲ့နည်းလေးကိုပြောပြမှာပေါ့နော်ပထမဆုံးကျွန်တော်တို့ရိုးရိုးရှင်းလေးပဲသွားမယ်ပေါ့နော်နံပါတ်1အချက်အနေနဲ့ကတော့ဇာတ်ကားထဲမှာပါတဲ့မင်းသားမင်းသမီးတွေကိုကျွန်တော်တို့ကကြည့်တင်တယ်ပေါ့နော်ဥပမာအနေနဲ့ကျွန်တော်တို့ကဒီထဲမှာပါတဲ့မင်းသားဒါမှမဟုတ်မင်းသမီးကကိုသိထားတဲ့မင်းသားမင်းသမီးလားဒါမှမဟုတ်တခြားဒီရုပ်ရှင်နယ်ပယ်မှာနာမည်ကြီးနေတဲ့မင်းသမီးလားဆိုတော့ကိုကနည်းနည်းလေးတော့သိဖို့လိုတာပေါ့နော်မျက်နှာသစ်တရုပ်ဆောင်တွေကမကောင်းလားဆိုတော့လေအဲ့လိုလည်းမဟုတ်ပါဘူးကောင်းတဲ့တရုပ်ဆောင်တွေရှိသလိုနည်းနည်းလေးမကောင်းတဲ့ဘက်ကိုသွားတဲ့တရုပ်ဆောင်လေးတွေလည်းရှိတတ်တယ်ပေါ့အဲ့တော့အသေးကြတာကတော့ဒီနာမည်ကြီးမင်းသားမင်းသမီးတွေကပို့ပြီးတော့ဘတ်ဂျက်လည်းသုံးမယ်ပြီးတော့ CGI မိုက်တယ်မှမဟုတ်ရင်ပြီးတော့တရုပ်ဆောင်ပုံဆောင်ကွက်တွေကလည်းပို့ပြီးတော့အဆင့်မြင့်မယ်ပေါ့နော်ဒီတစ်ချက်ကိုကြည့်ပြီးတော့ဇာတ်ကားကကောင်းလားမကောင်းလားဆိုတာကိုခံမှန်းလို့ရတယ်ဒုတိယတစ်ချက်ကတော့ဒီဇာတ်ကားတွေကိုကိုကြည့်မဲ့ဇာတ်ကားကိုထုတ်တဲ့ကုမ္ပဏီရဲ့ကုမ္ပဏီကိုလေ့လာတင်တာပေါ့နော်ဥပမာပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့Netflix ပဲဖြစ်ဖြစ် Netflix ဆိုလို့ရှိရင်ကျွန်တော်တို့နာမည်ကြီးတဲ့ကုမ္ပဏီပဲပြီးလို့ရှိရင်Warner Brother ဒါမှမဟုတ်လို့ရှိရင် Disney ပေါ့နော်ပြီးလို့ရှိရင်ဒီ Superhero fan တွေအတွက်ဆိုလို့ရှိရင် Marvel DC ပေါ့နော်ဒီလိုသူတို့ထုတ်တဲ့ကုမ္ပဏီတွေရဲ့ဒီနောက်ခံ background နာမည်ကြီးမှုကိုကျွန်တော်တို့ကလေ့လာပြီးတော့လေဒီဇာတ်ကားတွေကကောင်းလားမကောင်းလားဆိုတာနည်းနည်းလေးခံမှန်းလို့ရမယ်နောက်ထပ်အရေးကြီးတဲ့အချက်ကတော့တတိယအချက်ကတော့ပေါ့နော်ဇာတ်ကားတွေရဲ့ rating ကိုကျွန်တော်တို့ကကြည့်ရမယ်ပေါ့နော် rating ဆိုတာကဇာတ်ကားတွေရဲ့ကောင်းခြင်းဆိုးခြင်းကို1ကနေပြီးတော့10အထိအမှတ်ပေးတဲ့ပုံစံမျိုးနဲ့ဒီခွဲခြားတဲ့နီးစနစ်ပေါ့နော်ဒီအကြမ်းမြင်အဖြစ်ကျွန်တော်ရဲ့ personality အရာဆိုလို့ရှိရင်1ကနေ9အထိဆိုလို့ရှိရင်ဒီဇာတ်ကားကနည်းနည်းလေးသိမကောင်းတဲ့ဘက်ကိုသွားတဲ့ဇာတ်ကားပေါ့နော်အပြင်းပြေလောက်ပဲကြည့်တဲ့ဇာတ်ကားလို့ကျွန်တော်က recommend ပေးတယ်ပြီးတော့9ကနေပြီးတော့ခွင်အထိဆိုလို့ရှိရင်ဒီဇာတ်ကားတွေမဆိုးဘူးဆိုတော့အလဲလက်အတန်းသားမှာရှိတယ်ခွင်ကနေပြီးတော့10အထိဆိုလို့ရှိရင်တော့ဒီဇာတ်ကားတွေကကြည်လဲကြည်တဲ့ကောင်းလဲကောင်းတဲ့ဇာတ်ကားတွေကျွန်တော်တို့ကမြင်တယ်အခုနောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့ဇာတ်ကားကြည့်လို့ရတဲ့ကျွန်တော်တို့မြန်မာနိုင်ငံအနေထားရဇာတ်ကားကြည့်လို့ရတဲ့အနေအဆိုလို့ရှိရင် Telegram တွေရှိမယ် Telegram channel တွေမှာကျွန်တော်တို့ဇာတ်ကားကြည့်တဲ့အခါဒီဇာတ်ကားတွေရဲ့အောက်မှာ rating တွေပါတယ် 8.1 8.2 ဒါမှမဟုတ်2.2 2.4 ဒါမျိုးလေးတွေ့ရတယ်เนาะအားမျိုးကို2.5တော့ times ဆိုပြီးအားမျိုးလေးတွေ့ရတယ်ပေါ့နော်လိုလေးခွဲခြားပြီးကျွန်တော်တို့ကတွေ့ရတယ်ဒါမျိုးတွေကိုကျွန်တော်တို့ကသိထားလို့ရှိရင်ဒီဇာတ်ကားကောင်းလားမကောင်းလားဆိုတာကိုကျွန်တော်တို့ကသိတယ်ကြည့်လို့ရတယ်ပေါ့နော်ဒီပေးထားတဲ့အမှတ်တွေများလာလေဒီဇာတ်ကားကောင်းဖို့တေးကြလေးဆိုတာကိုကျွန်တော်တို့ကခွဲခြားပြီးတော့သိလို့ရတယ်ပြီးလို့ရှိရင်နောက်ဆုံးနည်းလမ်းတစ်ခုအနေနဲ့ကျွန်တော်တို့ကဒီ review တွေကိုလိုက်ပြီးဖတ်ရမယ်ပေါ့နော်ကျွန်တော်တို့ဒီ Facebook ပဲဖြစ်ဖြစ်တခြားပေါ့နော် channel တွေမှာဒီဇာတ်ကားတွေရဲ့တချို့ဆိုလို့ရှိရင်ဒီ review တွေကိုပေးတတ်တယ်ပေါ့နော်နောက်ပိုင်းမှာဆိုလို့ Telegram channel တွေမှာဒီဇာတ်ကားရဲ့ကောင်းလားမကောင်းလားပြီးတော့ဇလန်းဇက်ကွက်ကိုအနည်းငယ်spoiler လေးထည့်ပြီးတော့ပြောပြီးတော့ဘယ်လိုပြောရမလဲမိတ်ဆက်တဲ့ပုံစံမျိုးလေးကျွန်တော်တွေ့ရတယ်အဲ့တော့ကျွန်တော်တို့ကတခြားကြည့်ဦးတဲ့လူတွေရဲ့ review တွေကိုကျွန်တော်တို့က
လေးလာကြည့်ရမယ်ပေါ့နော်ဒီဇာတ်ကားကောင်းလောက်လားမကောင်းလောက်လားဆိုတာကိုကျွန်တော်တို့သူတို့ရဲ့ review လေးဖတ်ပြီးတော့ကျွန်တော်တို့သိတယ်ねပေါ့နော်သိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ခုပြောခဲ့တဲ့အချက်လေး၄ချက်ကနေပြီးတော့အခြေခံပြီးတော့เนาะကျွန်တော်တို့ဒီဇာတ်ကားကောင်းလားမကောင်းလားဆိုတာကိုကျွန်တော်တို့ခွဲလို့ရတယ်ဒါဒီအချက်တွေကကျွန်တော်ရဲ့ personality ကျွန်တော်အခုအချိန်မှာဇာတ်ကားတွေကိုဘယ်လိုခွဲခြားပြီးတော့ကြည့်နေလဲဇာတ်ကားဟိုအရင်ကထွက်ခဲ့တဲ့ဇာတ်ကားတွေပဲဖြစ်ဖြစ်အခုထွက်လာတဲ့ဇာတ်ကားတွေပဲဖြစ်ဖြစ်ဒီအချက်ကလေးတွေကိုအခြေခံပြီးတော့ကျွန်တော်ကိုယ်တိုင်ကြည့်တာပေါ့နော်ဒီအချက်ကလေးတွေကကျွန်တော်ရဲ့ personality အမြင်ဖြစ်တာကြောင့်အမြင်မတူတဲ့လူတွေလည်းရှိကောင်းရှိနိုင်တယ်ကျွန်တော်တို့ရုပ်ရှင်တွေကိုပို့ပြီးတော့သိတဲ့တက်တဲ့နားလဲတဲ့လူတွေလည်းရှိနိုင်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ရဲ့တယောက်တည်းအမြင်ကိုပြောတာဖြစ်တဲ့အတွက်မှားရရှိရင်ကျွန်တော်ပဲဒီကနေတောင်းပန်နေပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ပြောတဲ့အချက်ကလေးတွေကအဆင်ပြေလားမပြေလားဆိုတာကိုကြည့်ပြီးတော့ဒီနီလန်းလေးကိုသုံးပြီးတော့ရှာဖွေကြည့်တဲ့အခါမှာအဆင်ပြေတဲ့အခါကျွန်တော်ကိုပြန်ပြီးတော့ပြောပြပေးပါလို့ကျွန်တော်မေတ္တာရက်ခံပါတယ်ခင်ဗျာ